Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်တရုတ်လိုတက္ကရစ်ကိုဖော်ပြရမယ်ဆိုရင်ကိန်းဂဏန်းတွေကိုတစ်လုံးချင်းစီရွတ်ဆိုရပါမယ်ထောင်ဂဏန်းတွေရာဂဏန်းတွေပြောဖို့မလိုပါဘူးဥပမာ2024ကိုပြောမယ်ဆိုရင်2024年လို့ပြောရပါမယ်ခုနှစ်ဆိုတဲ့စကားလုံး年ကကိန်းဂဏန်းတွေရဲ့အနောက်မှာလိုက်ရပါမယ်ဥပမာအချို့ကိုထပ်ကြည့်ရအောင်2023ခုနှစ်ကိုပြောမယ်ဆိုရင်2023年2025ခုနှစ်ကိုပြောမယ်ဆိုရင်2025年ဒီနှစ်လို့ပြောချင်တယ်ဆိုရင်这ရဲ့အဓိပ္ပာယ်ကဒီဖြစ်ပေမဲ့ဒီနှစ်ကို这年လို့မပြောရပါဘူး今年လို့ပြောမှမှန်ပါတယ်ပြီးခဲ့တဲ့နှစ်ကိုပြောချင်ရင်去年နောက်နှစ်လို့ပြောချင်ရင်明年ဖြစ်ပါတယ် Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်